အားလုံးပဲမင်္ဂလာပါကျွန်တော် idea computer science နဲ့ကြိုးဆိုလိုက်ပါတယ်เนาะဒီနေ့ရောင်းချပေးမှာတော့ကျွန်တော်ဒီမှာပေါ့နော် USB stick လေးတွေလက်ကားရမယ်ပေါ့နော်လက်ကားကိုကျွန်တော်တို့ဘယ်လိုရောင်းချပေးမလဲဆိုတော့ဟောပေါ့နော် 8K 16K 32 64 128เนาะအဲ့ဒီ5မျိုးတစ်စုံကို6000ကျပ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပေါ့နော်အခုရောင်းချပေးမှာ6000ကျပ်ဒီ128အသစ်တစ်ခက်စာပဲရှိရပါတော့ဒါအသစ်ပါကင်တွေပေါ့နော်မဖောက်ရသေးဘူးမသုံးရသေးဘူးဒီကောင်လေးရမယ်နော်5မျိုးတစ်စုံ6000ဝယ်လက်ကားယူပေးရမယ်နော်အများနဲ့ယူပေးရမယ်နယ်ဝဲဆိုရင်လည်းကျွန်တော်အယောင်းဝင်ချင်မပို့သေးဘူးရန်ကုန်မြို့တွင်းဆိုတော့ကျွန်တော်ပို့ပေးတယ်နယ်ဝဲကတော့အယောင်းဝင်ချင်မပို့ပေးဘူးเนาะမပို့ပေးဘူးပေါ့နော်နယ်ဝဲဆိုရင်တော့ငွေချိုချင်းမှာအမကမပါပါဘူးအမကဘာလို့မပါလဲဆိုတော့အသစ်တွေဖြစ်တဲ့အတွက်အမကတော့မပါပါဘူးเนาะဒါစိုင်ဖြုတ်ဈေးထက်တက်တာတယ်ပေါ့နော်ကျွန်တော်အခုရောင်းချပေးတာ5မျိုးတစ်စုံမှာ6000ကျပ်ပါအသစ်တွေပါเนาะရန်ကုန်မြို့တွင်းဆိုရင်ကျွန်တော်ပစ္စည်းများရင်များသလိုပို့ပေးတယ်ပေါ့နော်လက်ကားယူပေးရပါမယ်เนาะဟိုမှာဖားလိုက်တော့ပေါ့နော်လိုတော့ရှိမှာပေါ့နော်ကျွန်တော်ရှိမှာဒါမျိုးလေးတွေเนาะကျွန်တော်ဒီကွန်ပျူတာဆိုင်ပဲဖြစ်ဖြစ်ကျွန်တော်ဒီကွန်ပျူတာ laptop ဆိုင်ဖြစ်ဖြစ် accessory ဆိုင်ဖြစ်ဖြစ်ပေါ့နော်ဖုန်းဆိုင်တွေပဲဖြစ်ဖြစ်เนาะလက်ကားဝယ်အားပေးချင်တဲ့ညီကိုတွေမှာညီကိုတွေပေါ့နော်ကျွန်တော်ရှိမှာဒါမျိုးလေးပေါ့နော်တစ်စုံ6000နဲ့လက်ကားရပါမယ်ဆိုတော့ဒါလေးလာပြောပေးတာပါအားလုံးပဲကျေးဇူးပါ